တေကန်ဒီနက်ရထားဆိုင်လာတဲ့အမေစိန်ဆိုတဲ့အကြောင်းလေးပြောချင်တယ်ဗျ။အမေစိန်ဟာဗုဒ္ဓဘာသာကိုမိယုဖလာအရာသာယုံကြည်သူမဟုတ်ပါ။ဖျားတရားတန်ခါဂုဏ်တော်တွေကိုအလေးနဲ့ယုံကြည်သူလည်းဖြစ်ပါတယ်။ဒါနတရားကိုအဓိကယုံကြည်ပါတယ်။သူမငယ်ရွယ်စဉ်အချိန်ကစလို့အလူဒါနကိုနိုင်သွေးပြုခဲ့ပါတယ်။အိမ်ရှိမှာလာရောက်တောင်းခံတဲ့တရောင်းစားကအစကြော့ပါရဲ့လို့တခါမှမပြောခဲ့ပါဘူး။မရှိရှိတာကိုပေးလှူလေးရှိပြီးအလှမှာလဲဝါသနာထုံသူပါ။သူမသိတဲ့အရွယ်ကစပြီးတီလာဆောင်နေပြီးဥပုပ်နေတိုင်းဝတ်မပြတ်စောက်တည်ခဲ့သူဖြစ်ပါတယ်။ဂုံတော်ပရိစိတ်တဲ့ပရိတ်ကိုအမြဲရွတ်ဖက်တဲ့ဆဲပြီးပုဂ္ဂိုလ်တရားဝါတွေကိုကုသိုလ်အဖို့အမျှဝေခဲ့ပါတယ်။အမေစိန်ဟာလက်သမားသမီးဖြစ်ပါတယ်။ငယ်စဉ်ကတည်းကမယိုးဖလာလေယာအလုံးနဲ့ပဲအသက်မွေးဝဲကြောင်းပြုသူပါ။လေယာအလုံးဆိုတာဟာလေထဲမှာငါးရှာဖားရှာအကုသိုလ်နဲ့ဆက်တဲ့အလုပ်ဖြစ်ပေမဲ့သူမငယ်စဉ်ကတည်းကရှောင်ခဲ့ပါတယ်။တောင်းငါရှင်ဆိုရင်မစားပါဘူး။အမေစိတ်မိဘတွေဟာလေကူလီတွေပါမိဘကလေကူလီတွေဖြစ်လို့ဘဝကိုပြင်းထန်စွာရုန်းကန်ရမှာအမေစိန်မှာအရွယ်လျှောက်လာတဲ့အထိရောပြီးရုန်းကန်ရပါတယ်။အိမ်လောက်အားတဲ့အခါဖခင်ထံမှာစာရေးစာဖတ်တအောင်သင်ပြီးရလာသမျှစာတူပိစာတွေကိုဖတ်ပါမှပါတယ်။ကျောင်းကိုဥပုသ်ဆောင်သွားတဲ့အခါတိုင်းကျောင်းမှာရှိတဲ့တရားစာတွေကိုဖုန်းကြီးထံကငှားဖတ်တယ်။စာဖတ်ပါများလို့အသိဉာဏ်တရားရင့်ကျက်လာပြီးကံရဲ့အကျိုးကိုယုံကြည်လာသူဖြစ်ပါတယ်။ဒီလိုနဲ့ပဲအမေစိန်ရဲ့ငယ်စဉ်ဘဝဟာတည်ငြိမ်အေးဆေးပြီးသူမဟာစိတ်သဘောထားတဲ့နူးညံ့ပျော်ပြောင်းသူလည်းဖြစ်ပါတယ်။ဒါကြောင့်ဘာသာတရားကိုင်းရှမ်းပြီးရင်ကျေးလိမ္မာတဲ့မိန်းကလေးဖြစ်ကြော်ကြားလာပြီးမုန်းသူမရှိချစ်သူခင်သူသာပေါ်ပါတယ်။အရွယ်ရောက်လာတော့အမေစိန်ကိုချွေးမတော်လို့သူတွေများလာပြီးသူမနဲ့အိမ်တော်ပြုလို့တဲ့အမျိုးသားတွေပေါ်လာပါတယ်။လာရောက်ဆက်ဟတဲ့သူတွေကြားကမိဘတို့ဆန္ဒအရလဲပိုင်ရှင်သားကိုညိုမောင်နဲ့လက်ထပ်ပါတယ်။ကိုညိုမောင်ဟာအသားမဲပြီးရုပ်အကြီးတန်ပေမဲ့စိတ်နေသဘောထားပြေဝသူပါမယားကိုအလိုလိုက်တဲ့အလုပ်ကိုစူးစမ်းတယ်မယားပြောတဲ့ကံတရားရဲ့အကျိုးဒါနသီလတို့ကိုယုံကြည်စွာလေးစားလိုက်နာပါတယ်သူတို့ဇနီးမောင်နှံဟာအပြင်ပန်းအနေနဲ့မင်းကုသနဲ့ပပဝတီလိုဖြစ်ပေမဲ့တူညီတဲ့တရားတရားနဲ့တူညီတဲ့မေတ္တာရှိကြလို့တာယာချမ်းမြေ့တဲ့အိမ်တော်တဲ့ဘဝကိုပိုင်ဆိုင်ခဲ့ပါတယ်မကြာခင်မှာပဲသားတယောက်သမီးတယောက်ထုံးကားပြီးတဲ့နောက်မှာတော့ပြည်တွင်းစစ်ဖြစ်လာတာကြောင့်သူမတို့မိသားစုရွာပြစ်လက်ပြစ်အိမ်ပြစ်ပြေးရပါတယ်ဒုက္ခတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ဂျားတွေကအမေစိန်ဟာဘာသာတရားကိုမမေ့ပုံမအလေးထားပြီးတနိုင်သမျှလှူဒန်းခဲ့ပါတယ်ပရိတ်ရွတ်မြတ်တာပို့ပါတယ်နောက်ຫນွေဥပေါက်တော့ရွာကိုပြန်လာပြီးလေယာလုပ်ငန်းကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ်ပြည်တွင်းစစ်ကာလအတွင်းမှာပဲကိုညုံမောင်မိဘတွေကွယ်လွန်ခဲ့ပြီးမိဘလေယာတွေကိုပိုင်ဆိုင်ခွင့်ရခဲ့တာကြောင့်အလုပ်ကိုစူးစမ်းပါတယ်စံစပါးအလုပ်ပြင်အမေစိန်ကလည်းအိမ်မှာဆိုင်ဖွင့်တယ်ရွာသူရွာသားတွေကိုမျိုးစေ့နဲ့အနေငယ်ခွာပြီးအမျက်တင်ရောင်းချပေးပါတယ်စီးပွားရေးလေးတိုးတက်လာတာကြောင့်သားလေး9နှစ်အရွယ်ရောက်တော့ရှင်ပြုမင်္ဂလာပြုကြပါတယ်သားလေးဟာရှင်ပြုပြီးနောက်သာသနာ့ဘောင်မှာပျော်ပိုက်ပြီးပရိယတ်တိစာတင်သားတန်ဃာတော်တွေသတင်းသုံးဖို့အတွက်ကျောင်းဆောင်တစ်ဆောင်လှူဒန်းဖို့ကြံရွယ်ပြီးအလုပ်ကိုကြိုးစားပါတယ်အဲ့ဒီလိုအလုပ်လုပ်ဖို့ကြိုးစားရင်းနဲ့ဒီနေ့မှာတော့အမေစိန်တို့မှာထူးဆန်းတဲ့အဖြစ်အပျက်တရက်နဲ့ကြုံတွေ့ခဲ့ပါတယ်သူတို့ကဲ့သို့သူတို့အိမ်ရှင်ကဦးဆန်းဆိုသူဟာလည်းစပားရောင်းပြီးစပားဖုံးငွေတွေအများကြီးပိုင်ဆိုင်ပါတယ်အဲ့ဒီညမှာပဲရွာတွေကဓာတ်တိတယောက်လက်ထောက်ချလို့ရွာမှာဓမြတိုက်တော့အမေစိန်ဟာတစ္ဆာဆိုပါတယ်ဒီငွေဟာသာသနာတော်အတွက်ကျောင်းဆောက်လှူမီငွေဖြစ်တာကြောင့်တမာရီဝနှစ်ကောင်နှစ်မြတ်တွေသာသနာဆောင်နှစ်တွေစောင့်ရှောက်ကောက်ွယ်ပေးပါလို့တစ္ဆာပြုတိုင်နေပါတယ်ဓမြတွေဟာဦးဆန်းအိမ်နဲ့တခြားအိမ်ကိုသာဝန်တိုက်တော်ပေမဲ့အမေစိန်တို့အိမ်ကိုတိုက်မရပါဘူးနောက်ကြမှာထောင်ကလွတ်လာတဲ့ဓမြတယောက်ကအမေစိန်တို့ကိုလာရောက်ကြော့ဝန်ချရင်ပြောပြတော့ဓမြတိုက်ဖို့ဦးဆန်းအိမ်နဲ့အမေစိန်တို့အိမ်ကိုအဓိကပြစ်မှတ်ထားပါတယ်ဦးဆန်းအိမ်တိုက်ပြီးအမေစိန်တို့အိမ်ကိုဆက်လာကြတော့လမ်းကူးယုံနဲ့ရောက်တဲ့အမေစိန်အိမ်ကိုဓမြတွေလုံးဝရှာမတွေ့ပါဘူးရွာကန်လက်ထောက်ကလည်းရုပ်ဖြတ်ပါလာတဲ့သူလည်းရှာမရတော့ပါဘူးဒါကြောင့်အလင်းရောင်နဲ့ရှာမယ်ဆိုပြီးဦးဆန်းရဲ့အိမ်ကိုမီးတင်ရှူပါတယ်မီးလင်းရောင်ထဲမှာတစ်ဖက်အိမ်ကိုမြင်ရပေမဲ့အမေစိန်အိမ်ကိုလုံးဝရှာမတွေ့ပါဘူးဟင်းလင်းပြင်သာမြင်ရပါတယ်မကြခင်ရွာလဲမှာရဲတပ်ဖွဲ့တွေချီတက်လာတာကိုတွေ့ရလို့သူတို့တွေတနက်တစ်ချက်ဖောက်ပြီးအကုန်ပြေးပါတယ်တကယ်တော့ဘာရဲမှမဟုတ်ပါဘူးအမေစိန်ရဲ့တစ္ဆာပြုတိုင်တယ်မှုပရိတ်တော်တဲ့မြတ်တာတကူကြောင့်တမာဒီဝနှက်တွေကထင်းထင်းရှားရှားဆောင်းရှောက်ကူညီတာပါ
အမေစိန်ဟာလာကြောသူကိုတရားပြဆုံးမှာပါတယ်မမိုက်ဖို့နောက်တော့အလင်းမြလည်းအမေစိန်တို့အိမ်မှာပဲလူငှားလုပ်ပြီးလူယုံတယောက်ဖြစ်လာပါတယ်ဒီလိုနဲ့အမေစိန်ဟာရတနာသုံးပါးဂုံကျေးဇူးနဲ့နေထိုင်လာခဲ့တော့သမီးဖြစ်သူအိမ်အောင်ကြပြီးသူ့အိုးသူ့အိမ်နဲ့စိတ်ချမ်းသာစွာနေထိုင်လျက်ရှိပြီးတားဖြစ်သူကလည်းဓမ္မစရိယပွဲကိုပင်ရပြီးစာချဆရာတော်ကြီးဖြစ်ခဲ့ပါပြီအဲ့ဒီချိန်မှာတော့အမေစိန်ဟာအိုချင်းဆရာကဗျာတိအနာရောဂါနှိပ်စက်လာပါတယ်ကိုညုံမောင်ကလည်းကွယ်လွန်သွားခဲ့ပြီဖြစ်ပါတယ်အမေစိန်ဟာအနာရောဂါနဲ့နလန်မထူဖြစ်လာပြီးတေးရညောင်ဆောင်လဲလျောင်းရတဲ့ဘဝကိုရောက်ခဲ့ရမှာတော့ဝေဒနာခံစားနေရပေမဲ့တားစာချဆရာတော်နဲ့တန်ဃာတော်တို့ရဲ့ပေးတရားကိုညတိုင်းနာယူပါတယ်ဦးညုံမောင်နဲ့သမီးဖြစ်သူတို့ကလည်းအမေစိန်ပြုခဲ့တဲ့ကုသိုလ်အလူဒါနတို့ကိုအာရုံပြုနိုင်အောင်မပြတ်တတိပေးပါတယ်အမေစိန်ရဲ့နောက်ဆုံးနေ့မှာတန်ဃာတော်တွေကပရိတ်တော်တွေရုပ်ဖတ်ပေးပါတယ်အမေစိန်ဟာခံစားနေရတဲ့ဝေဒနာကိုမေ့ထားပြီးပရိတ်တရားကိုအာရုံညှစ်ပြီးနာပါတယ်မကြခင်အမေစိန်ရဲ့မြင်ကွင်းထဲမှာအလွန်လှပပြီးအယောင်တွေတစ်ဖိတ်ဖိတ်တောက်နေတဲ့ယထာပြတ်နေတစင်းပြီးတစင်းသူ့အနားရောက်လာပြီးနေယထာမောင်းသူတို့ကအမေစိန်ကိုသူ့ယထာတက်ပါငါယထာတက်ပါဆိုပြီးတဆဆခေါ်နေပါတယ်ဘယ်သူကဘယ်နဲ့ပြည်ကယထာပါလို့အမည်ထုတ်ဖော်ပြောနေပါတယ်အမေစိန်ဟာယထာတစည်းပေါ်ကိုတက်လိုက်လို့တဲ့စဉ်းစားရှိတာနဲ့ဘယ်ယထာနဲ့လိုက်ရင်ကောင်းမလဲလို့သားဖုန်းကြီးကိုမေးဖို့ကြံစီပြီးပရိတ်ရွတ်နေတဲ့တန်ဃာတော်တို့လက်ကားပြီးတားလိုက်ပါတယ်အဲဒီနောက်ရှင်လန်းတကြွတဲ့အတန်နဲ့ဥပဇင်နတ်ပြည်6ထက်ဘယ်နတ်ပြည်ကကောင်းသလဲဖေရလို့လျှောက်ထားရတုတိတာနတ်ပြည်ကပြောစရာကောင်းတာပေါ့တကောင်မကြီးဖះလောင်းတွေနေတဲ့နတ်ပြည်လေတာဖုန်ကြီးကမဆိုင်မတော့အဖြစ်ပေးလိုက်တဲ့ခဏအမေစိန်ဟာတန်ဃာတော်တွေကိုလက်အုပ်ချပြီးတိုးညှင်းတဲ့အတန်နဲ့ဒါဆိုတပည့်တော်တုတိတာနှစ်ရထားနဲ့လိုက်သွားပါတော့မယ်ဖះလို့လျှောက်ထားပြီးညင်းသာစွာပဲဝိညာဉ်ချုပ်သွားပါတော့တယ်ဒါကတော့နယထာတွေအလူရက်လာခေါ်ရတဲ့အမေစိန်ဆိုတဲ့အကြောင်းလေးတင်ဆက်ပေးတာပါနားဆင်ပေးတဲ့အတွက်ကျေးဇူးပါဗျာ